Hello guys ကျွန်တော်ကတော့ Cam ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Roblox ထဲမှာဆော့လို့ကောင်းတဲ့ Survival Game 5မျိုးကိုပြောပြပေးတော့မှာပါမပြောပြခင်မှာကျွန်တော်ရဲ့ Subscriber 100ပြည့်တော့မှာမလို့ Subscribe လေးလုပ်ခဲ့ပြီးကိုတောင်းဆိုချင်ပါတယ် Subscribe လေးလုပ်ပြီးပြီဆိုလို့ရှိရင်တော့ video လေးကိုစလိုက်ကြရအောင်ပထမဆုံး game က Monkey Graph ဒီ game ထဲမှာမြောက်တစ်ကောင်နေရနေကစားမှာဖြစ်ပြီးတော့ကိုယ့်ရဲ့လေကိုအစင်းမြင့်တရားမှာပဲဖြစ်ပါတယ်တွားနေတဲ့လမ်းတစ်လျှောက်မှာလည်းအန်ဒီရဲ့ဘောင်းဆောင်ရှိပြီးတော့အဲ့လီနဲ့ပဲတခြားကျိုးနေစီကိုတွားလို့ရပါတယ်ကျိုးနေပေါ်ကိုရောက်လို့ရှိရင်အေးဆေးဆေးနေရပြီလို့တော့မထင်လိုက်ပါနဲ့အဲ့ဒီကျိုးပေါ်မှာလည်းမတူညီတဲ့အန်ဒီရဲ့တွေအများကြီးရှိပါတယ်ဒီကင်းကတငယ်ချင်းနေနဲ့တူတူဆော့လို့ကောင်းတော့မလို့စန်ဆော့ကြည့်ဖို့အကြံပေးရှင်ပါတယ်နောက်တစ်ကင်းက Survival on a Raft ဒီကင်းကိုပလီယာအများဆုံး9ယောက်ထိချိတ်ဆော့လို့ရတယ်ဂိမ်းပလီကတော့စလာတာနဲ့ found တစ်ခုပေါ်မှာမျောနေမှာဖြစ်ပြီးတော့ဘေးကနေမျောလာတဲ့တက်တာဘုံတွေကိုယူရမှာပါအကနေအစားအစာတွေတက်တာတွေကြောက်တုံးတွေကိုရမှာပါရလာတဲ့ item တွေနဲ့လေကိုတဖြည်းဖြည်းအဆင့်မြင့်တင်မယ်လေပဲတက်လာလို့ရှိရင်လေတွေလုတ်ပြီးတော့တခြားကျုံသွားမယ်အကျုံမှာရှိတဲ့ item တွေနဲ့အစားအစာတွေကိုတွားယူမယ်ဒီလိုပဲအေးဆေးဆော့လို့ရမှာတော့မဟုတ်ပါဘူးဖောင်းပေါ်မှာနေရင်ကိုစောက်ထားတဲ့ဖောင်းကိုငမန်းကလက်ပြီးတော့ဖြက်စီးရဲ့အဲ့အပြင်ပင်လယ်ဓမြဇွန်ဘီတွေကလည်းရှိသေးတယ်အဲ့ဒါတွေမကတည်းဘူးပင်လယ်တွေကဘာအကောင်မှမသိတဲ့အကောင်အကြီးရဲ့ရန်တွေကလည်းရှိသေးတယ်တကယ်ကတော့တကယ်ရှင်းနေတဲ့တူတူစန်ဆော့ကြီးတင်တဲ့ game လေးပဲဖြစ်ပါတယ်နောက်တစ် game က Fallen Survival ဒီ game က Roblox ထဲမှာအကျဉ်းဆုံး Survival game လို့ပြောလို့ရတယ် game ထဲကိုဝင်လိုက်တာနဲ့ပစ္စည်းတွေ item တွေအကူအညီတွေဘာမှမပေးဘဲနဲ့ဝေါ်ထဲကိုဒီတိုင်းချပေးလိုက်တာဒီ game ထဲမှာအိမ်တွေကိုကိုစိတ်ကြိုက်စိတ်ကူတွေအတိုင်းစောက်လို့ရပါတယ်အဲ့အပြင်တခြား player တွေနဲ့ PVP လဲစောက်လို့ရတဲ့ PVP စောက်တာကတော့တတိချဖို့သူတို့ကိုတက်လိုက်လို့ရှိရင်သူတို့ကကိုယ့်ရဲ့အိမ်တွေကိုလိုက်ပြီးတော့ဖျက်ဆီးတတ်တယ် Survival မှာ PVP စောက်ရှင်တဲ့သူတွေကတော့ဒီ game ကိုစန်ဆော့ကြည့်တင်ပါတယ်နောက်တစ် game က The Survival Game ဒီ game က classic type open world game ဒီနေ့ဝင်တာနဲ့ဘယ်နေရာမဆိုဘယ်ကျုံမဆိုတွားလို့ရတယ်တွားလို့ရတဲ့နေရာတွေကလည်းအများကြီးပဲမက်ကလည်းတော်တော်လေးကျယ်တယ်ဒီ game ကလည်း survival ဆိုတဲ့အတိုင်းပဲတစ်ပင်နေခုတ်အစာရီချအိမ်ဒီဆောက်ပြီးတော့ဆော့ရမှာဒီ game ကိုတယောက်တည်းဆော့တာတဲ့တငယ်ချင်းနေနဲ့တူတူအဖွဲလိုက်ဖွဲ့ပြီးတော့ဆော့တာပုံမိုက်တယ်ဘာလို့လဲဆိုတော့အဖွဲလိုက်ဖွဲ့ပြီးတော့တခြားသူတွေကိုလိုက်ပြီးတော့အနိုင်ကျင့်လို့ရတယ်နောက်တစ် game က Colony Survival ဒီ game က survival အတွက်ပဲလုပ်ထားတာ PVP အတွက်လုံးဝမဟုတ်ဘူးညတိုင်း zombie တွေကအစုလိုက်အပြုံလိုက်ထွက်လာမယ်အဲ့ဒါတွေကိုကာကွယ်ဖို့အတွက်လက်နက်တွေအစားအစာတွေအဆောက်အဦတွေကို upgrade လုပ်ထားရမယ် level တက်လာတာနဲ့အများထိုးတွေ structure တွေ automation system တွေတဖြည်းဖြည်းနဲ့ unlock ဖြစ်လာမှာပါဆိုတော့ video လေးကိုအားလုံးပဲကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်နောက် video တွေတည်တင်တိုင်းတည်ရအောင်လို့လဲ subscribe လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်